တင်ပေါင်းနေတဲ့ကောက်တွင်းတွေကဘယ်ကစလာတယ်လဲဆိုတာသင်သိပါသလားဒီတကဘာလို့ကိုလွှမ်းမိုးထားတဲ့ဒီနာမီရဲ့နောက်ကွယ်မှာမတကယ်ကတော့စိတ်ဝင်စားဖို့ကောက်တဲ့သမိုင်းကြောင်းတွေရှိနေပါတယ်မတကယ်ကတော့ကောက်တေးဆိုတဲ့စကားလုံးကိုစာသားရပထမဆုံးအဓိပ္ပာယ်ခွင့်ဆိုခဲ့တာကတော့1806ခုနှစ်မေလ13ရက်နေ့ထုတ် The Balance and Columbian Repository ဆိုတဲ့သတင်းစာမှာဖြစ်ပါတယ်အဲ့ဒီတော့ကောက်တေးကိုအရက်တကြားရေးနဲ့ဘက်တာတော့ရော့ဆာထားတဲ့လှုပ်ဆောင်မှုပေးနိုင်တဲ့အရေးလို့သတ်မှတ်ခဲ့ကြတာပါဒီရည်ရင်းမှုဟာအမေရိကန်ပြည်ထောင်စုအထူးသဖြင့် New Orleans မြို့ကနေစတင်မြင့်တွယ်ခဲ့တာဖြစ်ပြီးကောက်တေးလောကရဲ့ဖခင်ကြီးလို့တင်စားခေါ်ဝေါ်ကြသူကတော့ Jerry Thomas ပဲဖြစ်ပါတယ်သူက1862ခုနှစ်မှာပထမဆုံးကောက်တေးစာကိုရေးသားခဲ့ပြီးကောက်တေးဖြော်စားတဲ့အသက်ပညာကိုကဘာလာသိအောင်စနစ်တကျချပြခဲ့သူပေါ့အခုဆိုရင်တော့တင်နှစ်တဲ့ကောက်တေးလေးတွေကိုတောက်ရင်ဒီသမိုင်းကြောင်းလေးတွေကိုတငင်ချင်းတွေကိုပြန်ပြောပြလို့ရပြီပေါ့ဒီလိုစိတ်ဝင်စားဖို့ကောက်တဲ့အဖြော်ရမကဘိုးတုတတွေကိုစက်ကြည့်ချင်ရင်တော့ကျွန်တော်ရဲ့ page ကို follow လုပ်ထားဖို့မမေ့နဲ့အောင်နော်တင်အကြိုက်ဆုံးကောက်တေးကတော့ဘာဖြစ်မလဲ comment မှာရေးပေးခဲ့ပါဦးအခုလိုဗီဒီယိုကိုစိုးရိမ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတူတင်ပါတယ်ကျွန်တော်ကတော့မကပဲဖြစ်ပါတယ်